မိတ်ဆွေငယ်ချင်းအားလုံးပဲမင်္ဂလာပါဗျဒီဗီဒီယိုမှာတော့ကျွန်တော်ဒီထက်စင်ကတ်ထူးမှုစင်ကတ် AIS စင်ကတ်စမှတ်စရာမလိုပဲပတ်စံမကုန်ပဲကျွန်တော်တို့ VVI fee သုံးတဲ့နည်းလေးကိုကျွန်တော်ပြောပြသွားပေးမှာပဲဖြစ်ပါတယ်ဗျအဲ့ဒီ software ဆိုရင်ကျွန်တော်သုံးလာခဲ့တာတစ်နှစ်ကျော်ပါပြီဗျလုံးဝ10ပါပဲ Facebook ကြည့် YouTube ကြည့်အားလုံးအဆင်ပြေပါတယ်ဗျအဲ့ဒါလေးလည်းကျွန်တော်မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗျโอเคအဲ့ဒါဆိုရင်ကျွန်တော်တို့အချိန်လေးမဆွဲပဲဗီဒီယိုလေးကိုစလိုက်ရအောင်ဗျဒီ software လေးကတော့ကျွန်တော်ပြမယ်ဗျ MT ဆိုတဲ့ software လေးပဲဗျဟိုမှာကျွန်တော်ပြတာပါဗျလက်ဟိုစအဝိုင်းလေးနဲ့ MT ဆိုတဲ့ software လေးကိုကျွန်တော်တို့ Play Store ထဲဝင်ပြီးတော့ search bar မှာကျွန်တော်တို့ MT VPN ဆိုပြီးတော့ရိုက်စာလိုက်ပါဗျရေတို့မိတ်ဆွေတို့မတောင်းအောင်ဒီဆိုရင်တောင်းလိုက်ပါကျွန်တော်တောင်းပြီးသားမို့လို့ဒီလိုမျိုးဖြစ်နေတာပါဗျတောင်းပြီးသွားပြီဆိုလို့ရှိရင်ဝင်လိုက်ပါထဲဝင်ပြီးသွားလို့ရှိတာ ਨੇ အဝါရောင်အကြောင်းလေးရကြတော့ကျွန်တော်တို့အဲ့ဒါကိုနှိပ်လိုက်လို့ရှိရင်သူကအပေါ်တက်သွားလို့ရှိလို့ရှိရင်ဒီကဏ္ဍလေးတွေတွားနေလို့ရှိလို့ရှိရင်အဲ့ဒါ VPN ဖွင့်တာပါဗျအပေါ်မှာတွားချိတ်တက်တာဒါကကျွန်တော်ပိတ်လိုက်တာပါအဲ့ဒါကြတော့ကျွန်တော်တို့အချိန်တိုးတာပါဗျအချိန်ကို1ရက်တိုးမလား2ရက်တိုးမလားဗျဘယ်နှစ်နိုင်တိုးက24နိုင်တိုးတာပါဒါကကြတော့ကျွန်တော်တို့အဲ့မှာပတ်ကင်းမလို့ပေတုံညကိုကျွန်တော်တို့ရွေးပြီးအမှန်ချစ်ပေးရမှာပဲဖြစ်ပါတယ်ဗျပြီးလို့ရှိရင်ဒီအပေါ်ကဟာတွေကြတော့ဒါကကျွန်တော်တို့ဒီစာပြတစ်ခုမှ line မကောင်းဆိုရင်နောက်တဲ့စာပြတစ်ခုကျွန်တော်တို့ချိတ်ဆက်ပြီးတော့အသုံးပြုလို့ရပါတယ်ဗျဒါဆိုရင်ကျွန်တော်စပြီးဖွင့်လိုက်ပါပြီဗျကြွညာလေးတော့နည်းနည်းကြည့်ရမယ်ဗျခဏပါပဲချက်ချီကလေးတွေကိုကျွန်တော်နှိပ်ပေးလိုက်ပါဗျโอเคဒါဆိုရင်ပြီးသွားပါပြီဗျ VPN တက်နေပဲအပေါ်မှာတော့ကြိတ်တွေပေါ်နေပါပြီဗျကျွန်တော်တို့ YouTube မှာကျွန်တော်တို့သွားပြီးစမ်းကြည့်အောင် line ကောင်းလားမကောင်းလားပါဗျာ okay လုံးဝ share ပဲဗျာ line ရတော့နော်ပေါ်မှာဗျကျွန်တော်ဖုန်းဆက်ပါမှကြီးဗျတော့ကြိတ်တွေပေါ်တယ်အားစီသုံးပြီးလို့ရပါပြီဗျ share ပဲ line ရတော့တော့ဖြူပဲနော် line ရတော့ share ပဲဟုတ်ကဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်မိတ်ဆွေတကယ်ချင်းတို့ subscribe လေးနဲ့ like လေးနဲ့အားပေးကြဖို့ကျွန်တော်တောင်းဆိုရတယ်ဗျဒါဆိုရင်ကဏ္ဍနေသွားနေပါပြီဟုတ်ကဲ့အားလုံးအဆင်ပြေကြပါစေ